ခင်ဗျာကျွန်တော်တို့ speaking 7ကိုလေ့လာကြမယ်ပေါ့နော် okay ကျွန်တော်အယောင်တွေကိုမေးမယ်ပေါ့နော်ပစ္စည်းတွေအယောင်တွေကိုမေးမယ်ဆိုရင် what color ဆိုပြီးတော့စရမယ်ပေါ့နော် what color is your car မင်းကဘာရောင်လဲအမ car နေရာမှာကျွန်တော်အစားထိုးလို့ရတယ်ပေါ့နော် what color is your hat မင်းအုတ်ထုပ်ကဘာရောင်လဲ what color is your watch မင်းရဲ့လက်ပတ်နာရီကဘာရောင်လဲ what color is your bag မင်းရဲ့အိတ်ကဘာရောင်လဲเนาะအဲ့တော့ဒါလေးကအရန်မေးများတဲ့ပုံသဏ္ဍာန်လေးတစ်ခုဖြစ်တယ်ကိုရအောင်ကြက်ထားမယ်ပေါ့နော် what color is your car မင်းရဲ့ကားဘာရောင်လဲ it's red အနီရောင်ပါ it's red အနီရောင်ပါเนาะအပြာရောင်စီ it's blue အပြာရောင်ပါเนาะခရမ်းရောင်ပါလို့ပြောရင် it's purple เนาะ it's purple เนาะပန်းရောင်ပါလို့ပြောရင် it's pink เนาะအညိုရောင်စီ it's brown နော်စာတပြည့်ဖြေလို့ရတယ်ပေါ့နော်အဲ့တော့ what color is your car မင်းရဲ့ကားဘာရောင်လဲ it's red အနီရောင်ပါနော်ရမယ်နော်ကျေးဇူးပါခင်ဗျာ